Hello အားလုံးပဲမင်္ဂလာပါအခုကတော့ German A1 vocabulary အပိုင်း15ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရတယ်ရနဲ့လိုက်တဲ့လူလိုက်တဲ့နူမနံပါတ်အိမ်နံပါတ်တွေမှာသုံးတယ်ပါဒနာယောက်ျားပါဒနာ ring မိန်းမပါတီဆက်စာကြောင်း test စာပိတ် set ကဏ္ဍကိန်းကဏ္ဍမှာသုံးတယ် encounter ကြက်ရှိခိုက်ရှိတာ outfulan ကွက်လက်ဖြေပါ high band ရှိတာ sick being ရေးတာ spelling ကစားတာ student လေ့လာသည် sick wall stealing မိတ်ဆက်သည် mine ကျွန်ုပ်၏ risk မှန်သော flash မှားသောအားလုံးပဲကျေးဇူးပါ